တိတိလေးနဲ့ခက်ပဲစားလို့မိုးရီရွာရခုရပိုင်းတော့မိုးရီရွာတော့စိုးထိုင်းပေါ့နော်နေမပူတော့လေတင်မလားကျမတို့အရင်ရှေ့ရက်တွေတော့နေလန်းထားလို့တော်သေးရဲ့ကိုစီရောက်လို့လေတလေးရသေချာမထုတ်သေချာမပို့ပဲပေါ့နော်ပြောမလဲမိုးရွာပိုင်းညာမရှောင်မနဲ့ဒါပို့လို့စိုးနေရဆိုလဲနေပြန်လာဒါမှမဟုတ်မီလေးပြန်กินနော်အခုမင်းပို့မှာတော့စိတ်နဲ့မခါတော့အဲ့မှာပိုင်းတော့မခါကျွလဲကျွတယ်အဲ့လိုဘိုင်းကိုင်းကြတဲ့ပုံကြီးပဲကျဲတယ်မှာเห็นตะการตัวนี้เนี่ยแสดงไม่รีบไปตอนนั้นกูจะมีคิวอีกันไหนใครอย่างนั้นแบบตึ๊ดแสงรีบไปอาจจะว่าเรื่องอย่างจี้ๆกันเนี่ย